အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ The Clinic View ကိုစီကံမှာအလှပရေးရဆရာဝန်ဒေါက်တာစုံမွေးမဲဖြစ်ပါတယ်ဒီနေ့မှာတော့လေကျွန်တော်ဒီ high food treatment အကြောင်းကိုကျွန်တော်ပြပြပေးလာမှာဖြစ်ပါတယ်အားလုံးလည်းသိပြီးသားပေါ့နော် high food treatment ကပေါ်တော့ကြာပါပြီဒါပေမဲ့လေ high food treatment ရဲ့ဒီထူးခြားမှုလေးတွေကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ် high food treatment ကတချို့ကထင်ကြတာပေါ့နော်ကျွန်တော်ဒီ RF treatment ပေါ့ RF treatment တွေလိုပဲသွားတယ်ဆိုပေမဲ့ RF treatment ထက်တော့ tightening effect ကတော့ပိုရတာပေါ့ဘာလို့ရတာလဲဆိုတော့ကျွန်တော်တို့ဒီ high food ကကြောင့်3 layer ကိုသွားပြီးတော့ effect ပေးတာပေါ့လေကျွန်တော်တို့ဒီအရေပြားအလွှာမှာ circulation ထွက်စေတယ်အဆီလွှာတွေဆိုရင်လည်းအဆီလွှာတွေကိုရော့ပါစေတဲ့ effect ရှိတယ်နောက်ကြွက်သားလွှာဆိုရင်လည်းကျွန်တော်ဒီကြွက်သားတွေကိုကျစ်သွားတဲ့ effect ရှိရတဲ့ကြောင့်3 layer ဒီ effect နဲ့သွား lifting and tightening effect ကိုရရှိခြင်းပဲဖြစ်တယ်အဲ့တော့ဘယ်လိုလူမျိုးတွေပြီးတော့ရမလဲပေါ့နော်အသက်ဘယ်လောက်စရမလဲဆိုရင်တော့ကျွန်တော်ပြောရမယ်ဆို25နောက်ပိုင်းကနေစပြီး collagen production ကလျှော့ကျလာတာပေါ့အဲ့တော့25နောက်ပိုင်းကနေစပြီးတော့ပြီးလို့ရတယ်ကျွန်တော်ဒီ65လောက်အထိပေါ့နော်အဲ့ပြီးလို့ရပါတယ်အဲ့တော့လေကျွန်တော်ဒီလောက်မယ်ဆိုရင်တော့ဘယ်နေရာလုပ်ရမလဲပေါ့နော် area အဖြစ်တော့ကျွန်တော်ဒီ jaw line ပေါ့နော်ဒီ jaw line area တွေကအဓိကကတော့ဒီ age ဖြစ်လာတဲ့အချိန်မှာတွဲကြမှုအများဆုံးဖြစ်တဲ့အတွက်ကြောင့်အဲ့ area တွေအဓိကကျွန်တော်တို့ပင့်တင်လို့ရတယ်ပြီးတော့ smiling area ကိုဒီချိကနေပင့်တင်တာမျိုးတွေပြုလုပ်လို့ရတယ်နောက်တစ်ခုကတော့ neck ပေါ့နော်ဒီ neck area ကလည်းဒီအရေပြားအောက်ကိုတွဲကြတာဖြစ်တဲ့အတွက်ကြောင့်ဒီ area လေးတွေကိုပြုလုပ်လို့ရပါတယ်ကျွန်တော်ပြောချင်တာကဒီ high food treatment လေးကိုအကယ်၍စိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်စီကံကိုလာရောက်ကုသဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်